မင်္ဂလာပါဗျဒီလောက်အသက်ကြီးပြီးနေပူထဲမှာဘာကြောင့်တန်းစီနေလဲဆိုရင်တကယ်လိုအခက်ခဲနေတာပါဗျကျွန်တော်တို့လူနာဇောက်တွေကဘာကြောင့်လူနာဇောက်တွေကလာရောက်ဒုက္ခခံပြီးတန်းစီတာလဲဆိုရင်နောက်နေ့အတွက်လူနာဒီကဒါဆေးဝယ်တဲ့နေရာမှာဒီထမင်းဘူးလေးတွေကအများကြီးအသုံးဝင်စေပါတယ်တရက်ကိုသူတို့တောင်းတဲ့ချီကုန်မဲ့ပတ်စံလေးတွေကဒီလိုမျိုးစနစ်တကျနဲ့တန်းစီပြီးယူလိုက်တော့ဒါတကယ်ကိုမှတတ်တာစေပါတယ်ဗျလှူဒန်းပေးတဲ့အလှူရှင်တွေရှိလို့လဲကျွန်တော်တို့တမတ်တမိသားစုရဲ့စေတနာရှင်တွေကြောင့်လှူဒန်းခွင့်ရတဲ့အတွက်အတိုင်းမသိဝမ်းသာပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျကျွန်တော်တို့ဒီနေ့ဆိုရင်လည်း1500တင်းပေါ့နော်ဒါအလူရှင်တစ်ဖက်က900တစ်ဖက်ကရွှေကြိုမကြောကြောဟာဒါ900ပေါ့နော်ကျွန်တော်စေတနာရှင်တွေက900ဒီနေ့ဆိုရင်လည်းကျွန်တော်တို့ကနော်လေးဘူးပွားကြီးတာပေါ့နော်စုပေါင်းတာ300မှာလှူဒန်းတာပါဗျဒီလောက်အသက်ကြီးပြီးတော့ဒုက္ခခံပြီးတန်းစီနေတယ်ဆိုတာတကယ်လိုအခက်ခဲလို့ပါဗျအဲ့တော့တကယ်ကိုပဲလှူဒန်းပေးတဲ့သူတွေကကူညီပေးတဲ့သူတွေကပံ့ပိုးပေးတဲ့သူတွေကစေတနာမေတ္တာထားပေးတဲ့သူတွေကအားလုံးကျေးဇူးတင်ပါတယ်